ရတယ်ခုနက first set 5မှာကျွန်တော် on Indonesia ရိုင်းဆိုင်လို့မရအောင် second set 5တကူတော့သူတို့အနေနဲ့ပြန်လာဆိုင်မှုလို့ကြိုးစားပါပဲ Sky လာဝင်လာ join တဲ့ချိန်ဒီမှာကာလီယာရဲ့ setup ကအများကြီးပြောင်းလဲဖြစ်နိုင်တယ်5 to 5ကျွန်တော်ဒီပုံရ battle တကူတော့ second set 5မှာကလေးကျွန်တော်ပြန်ပြီးတော့မြင်တွေ့ရနိုင်တယ်ဗျာ ကစီရဲ့ back နဲ့ပြီးတော့ပြီးသွားပြီ Sancho back လောက်ပြန်ပြီးပေးချင်ကြတယ်မရောက်ကဆူထပ်ပြီးတော့ရတော့ပြန်ဆွဲလာတဲ့ damage တော့ Senski နဲ့ Cadence Free ဒါတည်း Hero Game တော့ပြန်ပြီးတော့လေးလက်ထားတယ်နောက်မှ Strong Band လေးထပ်ပြီးတော့ရှုံးပြီးတဲ့ live damage ကို from Lamar ခံစားနေဖို့တိတ်မလွယ်ဘူးတစ်ဖက်ကလည်း Strong Special Railway တောက်ချောက်ထပ်ပြီးတော့ပေးတယ်ငါးကောင်ဝမ်းချက်ခဲ့ပြီး Raptor Still Live မှာဆိုတော့ Strong Band နဲ့ back line မှာ Sam Strong လေး Shadow ကဆူတောက်ချောက်ထပ်ပြီးတော့ damage တော့ key point ပြန်ကြိတ်ခဲ့ဖို့တော့များတယ်ဗျာတောက်ချောက်အာပြကွဲလာတယ် Loopy damage တိတ်ခဲ့တဲ့ မရှာမရဘူးအဲ့ hand strike နဲ့ beauty paint ဒီလိုမျိုးစောင့်ကားနေတဲ့ဆိုင်မှာမဟုတ်ရအောင်ပဲကျွန်တော် on Indonesia အနေနဲ့ဒီလို reset ရအောင်ပဲကြိုးစားအောင်ပဲဗျာ Cadence Free နဲ့ Sam Strong တော့လည်းကဆူနေတယ် Strong ပြန်ပြီးတော့ထပ်ပြီးတော့ order နဲ့ Railway ပြန်ပြီးတော့ခွဲခဲ့တဲ့ခါမှာတစ်ဖက်ကလည်းပြန်ပြီးတော့ပြီးသွားပြီ Kyrie Senski တော့လည်း Loopy ပြန် form နေရတဲ့ခါတော့ဒီမှာဒီ second low ပါ Busquets Esport ဆက်လက်ပြီးတော့တိတ်ပိုက်ထားနိုင်ပါသေးတယ် Zoo Cherokee ထပ်ပြီးတော့ပိုင်းနေတာသူတို့ short ပေးတာအေးစာပြေးလာပေးလိုက်ရတယ်ဗျာ shut down တဲ့ monster game တီကိုပါကဆူးအနေနဲ့တိတ်ပိုက်သွားတယ် Kyrie နောက်ကိုပြေးပြီးတော့ရိုက်ထားတယ် Best of 1 series ရတကယ်ကိုအန်များတယ်နောက်ချိန် Kyrie ကိုဆုံးသက်ပေးတာဗျာ Water နဲ့ချက်နဲ့ Blend Rule မညဝင်းပြရောက်ပြန်ချင်းသားတော့ Water ကောင်ပြန်ချလို့ဖုန်းလိုက်တော့အားကြောင်းရောက်ပြန်ပြီးထူလိုက်ဆက်တော့တောင်း format down ဝိုင်း on Indonesia အနေနဲ့ကတော့ကျွန်တော်ဒီအချိန်ဒီမှာ defending လုပ်ဖို့အတွက် key point နဲ့ခုတော့ Senski လည်းအပိုင်ထိုင်ဆောင်နေခဲ့တဲ့ချိန်တွေမျိုးတွေပါ Shadow လေးပြန်ပေးထားရဆိုပြီးဒီ low တော့ Kyrie ပဲဆက်ပြီးတော့ရရှိသွားပြီးတော့များနေရဗျာ Kazu ဒီကအလောက်ဝင်နေခဲ့တဲ့ခက်တော့ခုတောင်းရှောင်း Take the law step continue hold for Cherokee တော့ဆိုတော့ဘက်ကလည်း scan ပြန်ခွဲနေခဲ့တဲ့ damage ကမှလည်းဒီပြပြီးတော့တိုင်းခဲ့တဲ့ချိန်တွေသူက identity ပြန်ချရဲတယ်ပဲဒီ hero game တကောင်နဲ့ဒီ law တော့ Busquets ဆက်ပြီးတော့လဲလဲထားပါသေးတယ် on Indonesia အတွက်တကယ်ကို Kyrie နေနေတော့ Oh my god retribution တေးကြပါရဲ့ဆိုတဲ့အရာတွေကြားထဲမှာအေးရှင်နဲ့ပြစ်ခွဲသွားနေတယ်ပဲ Busquets က Dashi Game 1တော်တော် intense ဖြစ်တဲ့ပုံစံမျိုးတွေမြင်တွေ့ရကြခုလုံးနဲ့ပြန်ပြီးတော့တက်လာအောင်မင်းon Indonesia ချင်းလိုပဲကျွန်တော်ဒီကောင်တော့ base တွေတွန်းပို့နေရကြ base တွေတွန်းပို့ဝိုင်းအကောင်းကိုတစ်ခါဝါပြီးတင်လာ crossing ဒီစီးဖြစ်လိုက်တာကိုထူလိုက်တယ်ဖက်မှာတက်စီတယ်ပြန်ခွဲရတယ်ဗျာ back line ဖက်ကလည်း eyes တောက်ချောက်ပြခွဲနေခဲ့ damage မကလောကလည်းပြီးတော့မယ် Christian Throw တောက်ချောက်ဆိုလို့ရိုက်ခွဲနေခဲ့ Sora လူပြီးဒီကောင်တက်ပြီးတော့ down နဲ့ခိုင်းတဲ့တစ်ခုမှာတော့ Kazu ကပြန် down လိုက်ရတယ်ပဲ Geoshilia ထွေပြားခဲ့တဲ့ switch stage ဒီ number 1ရဲ့ပထမဆုံးသော best of 1ကိုတော့ Asian Indonesia champion ဖြစ်တဲ့ Onyx စတင်ပြီးတော့ဥဆောင်ထားလိုက်ပြီလည်းဖြစ်ပါတယ်